ဒီနေ့တော့ delusion of jealousy ဆိုပြောပြမယ်ဒါဖြစ်တယ်ယောက်ျားလေးမှလည်းဖြစ်တယ်မိန်းကလေးမှလည်းဖြစ်တယ်များသောအားဖြင့်မိန်းကလေးမှဖြစ်များတယ်ပေါ့နော်ဘာလဲဆိုတော့ delusion of jealousy ဆိုတာသဝင်တူတာပဲပေါ့နော်သဝင်တူတာကိုလွန်ခဲ့နေတာဥပမာပြောပြdelusion of jealousy ရနေတဲ့လူတစ်ယောက်သူတစ်ဖြစ်အမျိုးသမီးပေါ့နော်အမျိုးသမီးတစ်ယောက်ကဆိုရင်သူ့ရဲ့အမျိုးသားတခြားတစ်ယောက်နဲ့ဖောက်ပြန်တယ်လို့သူကထင်တာမဟုတ်ပါဘူးလို့ကိုကကြိုးချောင်းဆင်ခြင်ပြောပြလဲသူကသတ်မှတ်တဲ့ဥမှတ်ထားတာပေါ့နော်အဲ့ဒါကို delusion of jealousy လို့ခေါ်တယ် delusion ရဲ့အဓိပ္ပာယ်ကသူကအတွေးမှားတာလို့ခေါ်တယ်သူ့ရဲ့အတွေးကမှားနေတာပြန်ပြင်ပေးလို့လည်းမရဘူးအဲ့တော့ကျွန်တော်တို့ဒီကျောင်းသားဘဝတော့ကျွန်တော် delusion illusion hallucination သုံးခုကပြောနေတာပေါ့နော်ကျွန်တော်တို့တော့ဒီကကျတော့လွယ်ပြောရရင်ကျတော့ illusion ကကျတော့သူကအရာဝတ္ထုရှိတယ်အဲ့ဒါကိုမှားပြီးမြင်နေတာဥပမာကျိုးကြီးကိုမွေလို့မြင်တာ hallucination ကကျတော့သူကမရှိတဲ့အရာရှိရလို့မြင်နေတာဥပမာauditory hallucination ဆိုရင်သူကအတန်မရှိတဲ့အတန်ကိုရှိရလို့ကြားနေတာပေါ့နော် delusion ကကျတော့ဒီတိုင်းကိုဒီခေါင်းထဲအတွေးကမှားနေတာပေါ့နော်အတွေးမှားမြင်မှားဖြစ်နေတာပေါ့နော်ဥပမာခုနစကားပြန်ဆက်ရရင် delusion of jealousy ဖြစ်နေတဲ့အမျိုးသမီးပေါ့နော်အိမ်နောက်ရှင်အမျိုးသမီးကကျတော့သူ့ယောက်ျားခဏလောက်ပျောက်သွားတယ်သူဒီမို့လဲအလုံးနဲ့ခရီးသွားတဲ့အခါမှာသူ့စိတ်ထဲတတ်မှတ်တဲ့အမှန်တရားလို့ထင်နေတာကြောဟို3ရင်4မြောက်ကအမျိုးသမီးတယောက်နဲ့ဖောက်ပြန်နေတယ်သူအဲ့လိုထင်တာအဲ့လိုမဟုတ်ဘူးအိမ်သွားကြည့်မယ်ဆိုရင်အိမ်မှာအဲ့မျိုးသမီးလည်းမရှိသလိုအိမ်ကဟောင်းလောင်းကြီးပဲထားပါတော့နော်ဘာမှမရှိတဲ့ဒီအိမ်လိုကြီးပဲသူ့တော့ပြရင်နောက်မှသူကမယုံဘလို့သူကပြန်ပြီးတော့တွေးလဲဆိုတော့ဒါမြေရောက်ထက်ရှိတယ်မြေရောက်ထက်မှာသူတို့နှစ်ယောက်ရှိနေကြတယ်သူကအဲ့လိုတွေးတာပေါ့နော်ဘလို့ရှင်းပြလို့မရဘူးပေါ့နော်အဲ့ delusion jealousy ကဘာကြောင့်ဖြစ်လဲဆိုရင်သူကpast experience ပေါ့နော်အရင်တော့ကဒီအမျိုးသားဖြစ်သူကဖောက်ပြန်ထားတာဖြစ်တချို့ case တွေမှာကျတော့သူတို့ရဲ့အဖေတွေသူတို့ရဲ့အဖိုးတွေသူတို့ရဲ့အကိုတွေသူတို့ရဲ့အလုံးထားပါတော့ရေးသားများတယ်မိမများတယ်ဖောက်ပြန်တယ်အဲ့လိုလူတွေကိုသူကကြုံထားတွေ့ထားတာပေါ့နော်တွေ့ထားတော့ငါလည်းကြာရင်လို့ဖြစ်မှာလားမသိဘူးဆိုပြီးတော့သူကစိတ်တန်ရသွားအဲ့ဒါကြောင့်ဖြစ်တာများတယ်ပြီးဒုတိယတစ်ခုကကျတော့ self esteem ပေါ့နော်ကျွန်တော်ပြောနေကြ self esteem ပေါ့ကိုယုံကြည်မှုနည်းသွားတဲ့အခိုင်အမာဖြစ်တယ်ဥပမာမြို့သားမျိုးတွေကကျတော့အလုံးနဲ့ခီးအမြဲတမ်းသွားနေရတယ်ကိုကကျတော့အိမ်မှာပဲနေနေရတယ်ဘာလို့မှမရှိဘူးအဲ့လိုဆိုရင်တဖြည်းဖြည်းကြာလာတဲ့မြစိတ်ထဲမှာကိုယုံကြည်မှုနည်းလာတာပေါ့နော်ငါဘာလည်းမလုပ်တတ်ဘူးဆိုရင်နည်းလာတဲ့အချိန်မှာဒီယောဂထတာဖြစ်တတ်တယ်ပေါ့နော်